လမ်းလေးရဲ့အစမှာတော့ဖူချီနိုလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်အနုပညာလောကမှာတက်သစ်ဆဖြစ်ပြီးအောင်မြင်နေတဲ့အမျိုးသမီးတစ်ယောက်သူ့တိုင်မှာပဲဆွေးကြွချတည်သွားခဲ့ပါတယ်။ဘာကြောင့်တည်သွားတာလဲစိတ်ပင်ပန်းလို့လားစိတ်ဖိစီးလို့လားဘယ်သူမှမသိခဲ့ကြပါဘူး။အတရင်ကိုကြည့်နေတဲ့ကာဇူနိုဆိုတဲ့အမျိုးသမီးကချက်ချင်းအယုတ်ကျူးပြဝမ်းနေသွားခဲ့ပါတယ်။ဖူချီနိုဆိုတာသူမအချစ်ဆုံးကျောင်းတငယ်ချင်းတစ်ယောက်ဖြစ်ပြီးအခင်ရဆုံးလည်းဖြစ်တဲ့လူမလို့ပါ။နောက်ရကြကျောင်းမှာဖူချီနိုအတွက်အတုပလုပ်ပြီးတော့လူအုပ်တွေကကျောင်းထဲဝင်ပြီးဖူချီနိုအတုပမရှိနေကြပါတယ်။အဲ့လူအုပ်တွေကတော့ဖူချီနိုရဲ့ဖန်နေပဲဖြစ်ပါတယ်။လူတိုင်းကငိုကြွေးနေကြပြီးအတိုင်းအဆမရှိသူတို့ရဲ့ idol ဆုံးသွားလို့ဝမ်းနေကြတာပါ။အဲ့ချိန်မှာပဲကျောင်းထဲမှာလုပ်တဲ့အတုပအခမ်းအနားပြီးသွားပါပြီ။ကာဇူနိုတို့တငယ်ချင်းတွေကစကားဆမိပြောနေကြရင်ဖူချီနိုရဲ့ကောင်လေးကိုဖူချီနိုရဲ့ဖန်တွေကတေးရတာမင်းကြောက်ဆိုပြီးအပြစ်တင်လာပါတယ်။ဒါမဲ့ကာဇူနိုကတခုခုလုပ်ရင်ရေးတိုင်မယ်ဆိုလို့ထွက်ပြေးသွားပါတော့တယ်။နောက်ရကြလူတွေချုပ်ကဖူချီနိုရဲ့ခေါင်းကြီးလေးပေါ်မှာလွင့်နေတယ်ဆိုတော့ကောလာဟာတွေတဖြည်းဖြည်းပြောလာကြပါတယ်။ဖူချီနိုကောင်လေးကပါတွတ်ဆုံလာပါတယ်။ဒါမဲ့ကာဇီနိုကမယုံပြောတော့သူ့ကိုတွေ့ဖုန်းဆက်မယ်လို့ပြောပါတယ်။အညာကကာဇီနိုစာလုံးနေတော့ဖုန်းလာကိုင်တော့ဖူချီနိုကောင်လေးကအမြန်လာဖူချီနိုကလေးပေါ်မှာရှိနေရဆိုပြီးခေါ်ပါတယ်။သူလည်းအမြန်သွားတဲ့အချိန်မှာတကယ်ပဲတွေ့လိုက်ရပြီမဲ့လေဖူချီနိုကောင်လေးကဖူချီနိုကိုတောင်းပန်ရေးလေးပေါ်မှာလာတဲ့ကျိုးနဲ့ဆုတ်မိပြီးဆွေချွတ်ချတယ်လို့တည်သွားပါတယ်။ကာဇီနိုကရဲကိုဖုန်းဆက်လို့လုပ်ပေမဲ့လေရုတ်တရက်တစ်ပနေကြကနေဘူပေါင်းရောက်ရှိလာခဲ့ပြီးသူ့ကောင်မလေးနဲ့ကစ်ဆဲသွားပါတော့တယ်။နောက်တရက်ကာဇီနိုရဲ့နဲ့တငယ်ချင်းနဲ့မစားဖို့လေနေတော့အပေါ်ကနေရုတ်တရက်ဘူပေါင်းလေးကိုရောက်လာတာကိုသတိထားမိသွားပါတယ်။အဲ့ဒါတွေကသူတို့နဲ့ချစ်ဆွေကြီးတူနေတာဖြစ်ပြီးချစ်ချင်းမဲ့သူတို့ကိုကြိုးကွေးဆွတ်တက်ပြီးသွားပါတယ်။နှစ်ယောက်ကတေးပြီးကာဇီနိုနဲ့တခြားသူတွေပဲလွတ်မြောက်ခဲ့ပါတယ်။အမှားပဲဘေးရင်ကဘာဖြစ်တာလဲမေးပြီးတော့သူတို့ကအချင်းလေးပြန်ပြပြပါတယ်။နောက်တော့အဲ့ဒီလူကလေးနဲ့ပြစ်လိုက်ပါတယ်။အဲ့ဒါကြီးကပေါက်သွားလို့ကံကောင်းပြီးထင်းလိုက်ပေမဲ့လည်းရုတ်တရက်ဆိုလိုပဲကာဇီနိုတငယ်ချင်းမှလေရော့သူတို့ဖြစ်ပြီးဘိန်းကတေးသွားပါတော့တယ်။ကာဇီနိုကအဲ့ဒါတွေမြင်ပြီးအိမ်ကိုတန်းပြေးသွားပါတယ်။အိမ်ရောက်တော့မိသားစုတွေကဒီတိုင်းဆိုအစင်မပြေပြောပါတယ်။ဒါပေမဲ့လူတိုင်းတိန်နေကြတော့အပြင်းအောင်မထွက်ရကြပါဘူး။အဲ့ဒါကြောင့်သူ့ဖေကအလုပ်ကိစ္စအေးကြီးလို့သွားမယ်ဆိုပြီးသွားပါတယ်။သူကိုယ်တိုင်ကအမြင်ပြီးသွားပြီးအရှိရကောက်ရအောင်အနေနဲ့ကိသွားမယ်ဆိုပြီးတော့အမြင်ပြေးထွက်သွားပါတယ်။ဒါပေမဲ့အပြင်ရွရွချင်းမဲ့တခါတည်းတည်သွားပါတယ်။သူ့မောင်နဲ့သူကိုယ်တိုင်စားစရာယူဖို့ထွက်သွားမယ်ဆိုပြီးထွက်သွားပါတယ်။ထီချောင်းကိုယူပြီးသူ့လာဆိုရင်ပြစ်မယ်ဆိုပြီးပေါ့အပြင်ကိုရောက်တော့ထီကိုပြစ်လိုက်ပြီးလွတ်သွားခဲ့ပါတယ်။ဒါမဲ့နောက်နေ့အထိပြန်မလာတော့သူ့အမေကစိတ်တက်ကြပြီးအပြင်ထွက်ကကိုတက်တည်သွားပါတယ်။နောက်ရက်အိမ်မော်တက်မှာငိုနေတော့သူ့မောင်ခေါ်တန်ကြလို့ပြတင်းမောက်ဖွင့်ပေးလိုက်ကသူ့မောင်ကထီယူချောင်းတည်နေတာမြင်လိုက်ရပါတယ်။အဲ့ချိန်မဲ့သူ့မောင်ကကျေးဇူးပါအမတကားဖွင့်ပေးလို့ဆိုပြီးကာဇွန်တို့အတွက်ကြိုးရောက်လာပါတယ်။အဲ့ချိန်မှာပဲဇလန်းလေးကလည်းပြီးဆုံးသွားပါတော့တယ်